ဘိုကဒီ၃ကားလုံးမှာတော့ဘိုရဲ့ character လေးတွေဘိုအားရခြင်းနဲ့မှုလေးတွေရှိခဲ့တယ်။၃ကားလုံးမှာလည်းကိုအများကြီးစူးစမ်းခဲ့တယ်ဆိုတော့ဘယ်ကားနဲ့ရေခုံလဲဆိုတာတက်၃ကားလုံးမှာရေခုံနေပါတယ်လို့ပြောရမှာပေါ့နော်။ဟုတ်။ပြောတော့မပြောပြရတတ်ဘူး။ခုတော့မှန်တယ်ပြောဒါဘိုးရဲ့နုပညာသက်တမ်း10နှစ်ကျော်မှာဘဝမှာဒါပထမဆုံးရေခုံရတဲ့နှစ်ဟုတ်ကဲ့ပါပထမဆုံးဒါကိုရဲ့နုပညာတွေကိုပြိသက်မြင်အောင်ချပြခွင့်ရတဲ့နှစ်အောင်ရဲချင်ရဲလို့ရတယ်မင်းဘာဖြစ်နေရလဲမင်းဘာဖြစ်ချင်နေရလဲမောင်မီဖျားဖြစ်ချင်တာမလေးဖန်နဲ့ team radio ကိုအပိနာဆင်နေကြတဲ့ပရိသတ်များရှင်ဒီနေ့မှာဆိုရင် Road to Academy 2025အတွက် Academy ရင်ခုန်တဲ့စကားဝိုင်းကိုတင်ဆက်ပေးနေရဖြစ်ပါတယ်။ကြည့်ရဲ့ဘေးမှာရှိနေသူကတော့ရုပ်ဆောင်ရန်နာဘိုးပဲဖြစ်ပါတယ်။မင်္ဂလာပါ။ဟုတ်မင်္ဂလာပါရှင်။ကဲမရဲ့ရုပ်ရှင်ဇာတ်ကားကြီး3ကားလုံးလုံးကပေါ့နော်။ nomination ထဲမှာပါဝင်နေတယ်။ဒီကမောင်မီပြားနဲ့ကတော့ပရိသတ်တရားရှင်တွေကိုတော်တော်ရောက်သွားတယ်။အနှစ်ရှိမယ်ပြုစားရှိမယ်ပေါ့နော်ရုပ်ရှင်ဇာတ်ကားကြီးရဲ့။အဲ့ဒီထဲမှာမောင်မြင်တာနဲ့တခုဆွဲထင်တာပါလဲဆိုတော့မောင်ရဲချင်လို့ရတယ်ဟုတ်ဟုတ်အဲ့ဒါလေးပေါ့နော်ဆိုတော့အမအနေနဲ့ဒီ၃ကားမှာဘယ်တစ်ခါနဲ့ပို့ပြီးတော့ကို Academy ခုံတဲ့နှုံးကပို့ပြီးတော့မြင့်နေတယ်များနေလဲပေါ့နော်အဲ့ဒါလေးပြပြပေးပါဟုတ်အခုတော့အင်တာဗျူးဖြစ်ရမှာတော့ရင်ခုန်နေဟုတ်လေဟုတ်ဘိုကဒီ၃ကားလုံးမှာတော့ဘိုရဲ့ character လေးတွေဘိုအားရခြင်းနဲ့မှုလေးတွေရှိခဲ့တယ်၃ကားလုံးမှာလည်းကိုအများကြီးစူးစမ်းခဲ့တယ်ဆိုတော့ဘယ်ကားနဲ့ရေခုံလဲဆိုတာတက်၃ကားလုံးမှာရေခုံနေပါတယ်လို့ပြောရမှာပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ပရိသတ်တရားရောအမရုပ်ရှင်ဇာတ်ကားတွေထွက်လာတဲ့အခါမှာပေါ့နော်Academy လည်းမှန်းကြပြီပေါ့နော်ဆိုတော့ဘယ်ကားကိုပိုအမှန်းများဆုံးလဲပေါ့အဲ့ဒါလေးသိချင်တယ်ဟုတ်ကဲ့အခုတော့လို့ပေါ့ပရိသတ်လူတယောက်နဲ့တယောက်ကလည်းအကြိုက်မတူတော့ပေါ့နော်တချို့ကဆိုလို့ရှိရင်လည်းလို့မောင်ရဲချင်ရဲလို့ရတယ်ဆိုတော့လီလီ character ကိုအရင်ကြိုက်ကြတယ်ဟုတ်ကဲ့ဒါမောင်မီဖျားကားတယ်ပေါ့နော်တချို့ရုပ်ရှင်ချစ်တဲ့လူတွေကြတော့လည်းအနှစ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကနှင်းစီကိုလည်းကြိုက်ကြတယ်။သူကကြအဲ့မှာကြတော့ဘဝအစစ်အချိုး၃ခွေးလောက်ပါနေတာဖြစ်တဲ့အတွက်သူတို့ကြည့်ရတဲ့ရတာတစ်မျိုးဖြစ်တာပေါ့နော်။အဲ့ကားတွေကနှင်းစီကိုလည်းကြိုက်ကြတယ်ပြီးတော့ပြူစားရုပ်ရှင်ဇာတ်ကားကြီးတွေကမိုးခစ်ပေါ့။မိုးခစ်ကတော့ဘယ် character နဲ့မှမတူတဲ့နည်းနည်းပေါ့ဒီလောဂရန်ကိုခံရတဲ့ပုံစံမတူတဲ့အဲ့လိုမျိုးပေါ့နော်ဒီနည်းနည်းတင်းမှာပြတ်သားတဲ့မိန်းမတယောက်ဖြစ်တရုပ်ဆောင်ထားတာပေါ့နော်အဲ့ဒီ character ကိုလည်းကြိုက်ကြရဲဆိုတော့အားလုံးကတော့အဲ့လိုချစ်ပေးကြတဲ့ဘိုးကတော့ပို့ပြီးရင်ခုန်တာပေါ့နော်ဟုတ်ဟုတ်အမရဲ့အနုပညာတက်တန်းရှောက်မှာဆိုလို့ရှိရင်တရုပ်ဆောင်ရဲ့ character မှာဆိုရင်အပျော်လေးတွေလည်းပါမယ်ခုန villain လောက်ရတယ်လည်းပါမယ်အကျန်းစားတွေလည်းပါခဲ့တယ်ပေါ့နော်ဆိုတော့တခြားလုံးမှာနောက်ထပ်က character တွေဘယ်လိုတွေချပြခြင်းလဲကိုနဲ့ရောဘယ် character မျိုးက like တယ်လို့ခံစားမိလဲအဲ့လိုဘိုးကဒီရှေ့နုပညာလောကတဲ့တရုပ်ဆောင်ဖြစ်နုပညာပြိုးခင်းကနေစပြီးဝင်လာတဲ့အချိန်မှာတော့ဘိုးရတဲ့ဇက်ကလေးတွေကအေးစစ်စစ်လေးတွေများတယ်အငြိမ် character လေးတွေများတယ်အဲ့အချိန်မှာပရိသတ်အငြိမ်ဆိုတော့ပေါ့နော်ပရိသတ်ရင်ထဲကိုထိဖို့တော့နည်းနည်းလေးတော့ဘယ်လိုပြောမလဲလိုနေလို့ထင်တာပေါ့နော်ဒီအကျန်းစားတွေတို့ villain တွေတို့ van တွေကြတော့ပရိသတ်ရင်ထဲမှာမုန်းပြီးတော့မှတ်လောက်ဘယ်လိုမှတ်မိနေတဲ့ဟာလေအဲ့လိုမျိုးပေါ့နော်အဖိုးလိုအိမ်နောင်ဇလန်းတွဲကြီးရိုက်တဲ့အချိန်မှာသူချစ်ခင်ဆိုတဲ့ဒါ villain ဆန်ခဆိုးဆိုး character ကောင်မလေးတယောက်ဒီမှာတယောက်ဆောင်ရတဲ့အခါမှာပရိသတ်တွေပို့အရင်တော့မြင်ထားတဲ့ဂျရနာဘိုနဲ့အခုဒီဇလန်းတွဲကသူချစ်ခင်ရတနာဘုံနဲ့ဆိုပို့ပြီးတော့မှတ်မိသွားကြတယ်အတိမပြူကြတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းတော့ဘို့ဒရမာကားပေါ်မှာကိုတော်လှုပ်ခွင့်ရတာလေးတွေလှုပ်ခွင့်ရတာလေးတွေပြီးတော့ပရိသတ်ကြီးထဲမှာမှတ်သွားလာရမယ့် character မျိုးလေးတွေဒါရိုက်ခွင့်ရခဲ့တယ်အဲ့အတွက်လည်းပို့စူးစမ်းခွင့်ရခဲ့တယ်ပေါ့လေဟုတ်အဲ့လိုမျိုးပြောမှာပေါ့ဟုတ်ကဲ့ပါ February လ9ရက်နေ့ရဲ့ Academy ရင်ခုန်တဲ့စမြင့်ထက်မှာရန်နာဘိုးလို့ကြေညာလိုက်မယ်ဆိုရင်မရဲ့ PT ခံစားမှုတွေကဘယ်လောက်ထိရှင်ခုန်နေမြင့်တက်နေလဲပေါ့နော်ပြောတော့မပြောပြရတတ်ဘူးခုတော့မှန်တယ်ပြောဒါဘိုးရဲ့နုပညာသက်တမ်း10နှစ်ကျော်မှာဘဝမှာဒါပထမဆုံးရင်ခုန်ရတဲ့နှစ်
ဟုတ်ကဲ့ပါ ထမအောင်ဆုံးဒါကိုရဲ့နုပညာတွေကိုပြိသက်မြင်အောင်ချပြခွင့်ရတဲ့နှစ်အရှိမဒီ10နှစ်ကျော်လောက်ကြီးကြည်တာပို့စူးစမ်းပေးမယ်လေအချိန်ခါမကြသေးတာတွေနေရာမရခဲ့သေးတာတွေပြိသက်ချင်းနဲ့ဟိုမရောက်ခဲ့တာလေးတွေအများကြီးနဲ့လုံးချပတ်ချလိုက်နေရလို့ပဲပြောရမှာပေါ့နော်အခုဒီနှစ်မှာတော့ကိုရဲ့ဒီနုပညာတက်တန်း10နှစ်13နှစ်ကာလမှာဒါပြိသက်တွေစပြီးတော့ကိုယ်ဒါအတိမတ်ပြုပြီးချစ်ခင်ကြတဲ့နှစ်ဆိုတော့ဒီနှစ်ကတော့ဘုရားအမှတ်တရတွေကတော်တော်များနေပါပြီသူတို့ကိုယ်ချစ်ချင်းနေချစ်ပေးကြတာတွေသူတို့comment တွေကဒီ Messenger မှာစသူတို့ရဲ့မေတ္တာတရားတွေပေါ့နော်အပြင်မှာတွေ့သူတို့မေတ္တာတရားခံစားနေရတာကွာဘုရားအရန်ကိုထိုက်တန်ပြီးတော့အရန်ကိုပျော်ရွှင်ရတဲ့နှစ်တစ်ခုလိုပဲပြောလို့ရပါတယ်ဟုတ်အဲ့ဒီ PT စားသုံးရင်းနဲ့ကိုစူကြီးမပိုင်ရသေးဘူးဒီ PT နဲ့အရန်ပျော်နေဟုတ်တယ်အကဲဖြတ်တဲ့ပုံစံတွေကလည်းအမျိုးမျိုးတစ်နှစ်တစ်နှစ်ကွဲပြားမှုရှိရောလေအပြိုင်ဆိုင်နေရှိနေတဲ့ဂျားထဲမှာဘိုးရဲ့နှစ်တစ်နှစ်တာဖြစ်သွားမယ်ဆိုရင်ဘိုး Academy အတွက်ဘယ်လိုမျိုးစကားအနေနဲ့ထားခြင်းလဲပေါ့နော်ကိုအတွက် Academy ဆိုတဲ့အရာပါလဲပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးလည်းပြပေးပါဒီနေ့မှာတော့ဟိုပါပေါ့တော်တော်လေးကိုအပြိုင်ဆိုင်တွေကနည်းနည်းကြက်တယ်ပြင်းထန်တယ်လို့လည်းပြောရမှာပေါ့နော်ဒီနေ့ကတော့အဲ့လိုပြောကိုပို့ပြီးရှင်ခုံရတဲ့နှစ်ပေါ့ဘာလို့လဲဆိုတော့ဒီမြို့သားဆက်ဆောင်နေရောအမျိုးသမီးဆက်ဆောင်နေရောပြီးတော့အခုဆိုလို့ရှိရင်ဇဘိုးအနုပညာရှင်တွေအားစအားလုံးကအကယ်ဒမီစုကြီးတွေပိုင်ဆိုင်ပြီးသားလူတွေနဲ့ကိုကရှင်ခွင့်ရတဲ့အချိန်မှာအရန်ကိုရင်ခုန်မှုကြီးကတော်တော်ပြောရခက်တယ်ပေါ့နော်ဟိုအားလုံးကတကယ်ကိုအရေးချင်းရှိတဲ့လူတွေတကယ်ကိုတော်တဲ့လူတွေစုတွေလည်းအတီးတီးဒါဆိုလို့ရှိရင်ရရှိထားကြတဲ့လူတွေနဲ့ကိုကခုမှအဲ့လိုမျိုးဘယ်လိုရရင်ထဲကလို့သူတို့အမှတ်တွေပေးကြရဲဆိုတော့ပြောပြလို့မရဘူးပေါ့နော်အဲ့ဒီ feeling ကြီးကတော့အခုလိုဒါကိုစူးစမ်းတာလေးတွေအရာတင်တဲ့အတွက်လည်းအရန်ကိုလည်းဝမ်းသာပါတယ်အကယ်ဒမီဆိုတာကတော့နုပညာရှင်တွေရဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့အတွက်ဒီမှတ်တိုင်ကြီးကိုလည်းဘိုးအနေနဲ့စိုက်ထူချင်ပါတယ်ဟုတ်ကဲ့ပါမိုင်းစိုက်ထူချင်တဲ့မှတ်တိုင်စတာတွေကြည့်ဝပါစေလို့တို့ကလည်းစုမကောင်းတောင်းပေးပါတယ်ပြီးရစနေပြပါစေဟုတ်ကဲ့ပါရှင်အဲ့တော့ Academy Fashion နဲ့ပတ်သက်ပြီးတော့မိုင်းအနေနဲ့လောက်ရှိပြင်ဆင်ထားပြီလေပေါ့နော်ကိုကလည်း nomination ဝင်ထားတဲ့တယောက်ဆောင်တယောက်ဆိုတော့လေဟုတ်ကဲ့ဒါလေးလည်းသိချင်တယ်ဘယ်လောက်ပြင်ဆင်ထားပြီလဲဆိုတော့ဟိုပါပေါ့ဘာမှတော့တိတ်မပြင်ဆင်ရသေးဘူးပြင်ဆင်ရသေးပြင်တော့ပြင်ဆင်တော့မယ်ပေါ့နော်အခုတော့ဟိုပေါ့ဒီဇိုင်နာနဲ့တော့ဆွေးနွေးတိုင်ပင်ထားတာလေးတွေတော့ရှိတယ်အဲ့လိုမျိုးပေါ့တိချာချာကြီးတော့ဟိုပါပေါ့မပြင်ဆင်ရသေးဘူးပေါ့လေဟုတ်ကဲ့ပါအခုပြန်ဆိုင်မှုပြင်းထန်တဲ့ရုပ်ရှင်ဇာတ်ကားတွေအများကြီးရှိရဆိုတော့မျိုးသားတယောက်ဆောင်အနေနဲ့ပေါ့နော်အမအနေနဲ့ခံမှန်းရမယ်ဆိုရင်ဘယ်သူ့အများရစေချင်လဲပြီးတော့ရုပ်ရှင်ဇာတ်ကားအတွက်ကောအမအနေနဲ့ဘယ်ဇာတ်ကားကိုရှင်ခုံမှုပေးနေလဲပေါ့နော်ဟုတ်ဒီနှစ်ထဲမှာရုပ်ရှင်ကားကြီးတွေကတကယ်ကားကောင်းနေလဲအရန်များတယ်ပေါ့နော်ပြီးတော့ဟိုတကယ်ကိုအားစိုက်ထုတ်ထားတဲ့ဘတ်ဂျက်ရတော့အနုပညာရတော့တကယ်အင်အားအပြည့်နဲ့ရိုက်ထားတဲ့ရုပ်ရှင်ကားဒရမာကားကြီးရလည်းတော်တော်များတယ်ရိုက်ချက်တွေကလည်းတော်တော်ကိုကောင်းလာတယ်ပေါ့နော်အဲ့အတွက်ဟိုတကယ်ကိုကောင်းတဲ့ကားတွေအများကြီးရှိရဆိုတော့ဒါတော့ဟိုအကဲဖြတ်တွေကတော့ဘယ်လိုကဲဖြတ်မလဲတော့မသိဘူးပေါ့နော်ဘိုးကတော့တော်တော်များများကားတွေကြည့်ဖြစ်တယ်ဆိုတော့တော်တော်များလည်းကြိုက်တယ်တရုတ်ဆောင်အမျိုးသားတွေကဆိုလို့ရှိရင်တော့အခုတော့ဒါခုလက်တလုံးမှာရေပန်းစားနေရတော့ကိုနေတိုးနဲ့ကိုမြင့်မြတ်ပေါ့အကိုနှစ်ယောက်ကလည်းဘိုးတို့နုပညာပြိုကင်းရဆရာသမားတွေဖြစ်နေရောအကိုနှစ်ယောက်နဲ့လည်းထပ်တူကိုရင်ခုန်နေရပေါ့နော်ကိုရဲ့ဆရာသမားလည်းဖြစ်တော့ဘယ်သူပဲရပါထပ်တူဝမ်းသာပီတိဖြစ်မိပါပါရှင်စုတာတူယူရမယ်ဆိုရင်အတိုင်းမသိဖြစ်မယ်ထင်တယ်နော်ဒါပေါ့ရှင်အမတ်တရားဘူးများသွားမှာပေါ့နော်ဟုတ်ကဲ့ဒီပညာပြိုကင်းရဆရာနဲ့ဒါတပည့်နဲ့တနေ့တည်းဖြစ်ရင်လည်းဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးဟုတ်ဆိုတော့ဘုံမျိုးမန်းနဲ့အကယ်ဒမီရွှေစင်ရုပ်ထုကြီးရရှိပါစေလို့တို့ထပ်မံပြီးတော့စုမကောင်းတောင်းပေးပါမယ်ကျေးဇူးတင်ပါတယ်ဘိုးဖြစ်အားပေးခဲ့ကြတဲ့ပရိသတ်တွေအတွက်ပေါ့နော်မတ်တရားစကားပြောရင်းနဲ့နှုတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါဘိုးခုလိုချစ်ပြီးတော့အမြဲတမ်းအင်အားတွေပေးတယ်အမြဲတမ်းချစ်ပေးတဲ့အတွက်အားလုံးလည်းကျေးဇူးများတင်ပါတယ်အားလုံးညမှန်းထားသလိုဖြစ်အောင်လဲပို့အချိန်ပြည့်ကြိုးစားနေပါမယ်လို့အားလုံးလည်းအဆအဆရအဆင်ပြေပြီးတော့လူရင်ဆန္ဒပြေပါစေလို့လည်းဆုတောင်းပေးပါတယ်ရှင်